你今天心情不好吗？你今天心情不好吗？你今天说你第二部呢心情说啦个，第四期你有表啦，四期你个心情咯好嘞，不好吗？说没搞乌啦咯没啦。心情不好吗？တခုခုပေါ့နော်ကိုယ့်ရဲ့မျက်နှာတခုခုမဲ့နေတာမျိုးတခုခုမပြောနေတဲ့အနေအထားမျိုးဆိုရင်အဲ့လိုမျိုးအမေးခံရတယ်အဲ့လိုမျိုးဒီလျှံဆက်ပေါ့နော်မျက်နှာအယောင်ကိုပြောချင်တာလျှံဆက်ဆိုလို့ရှိရင်မျက်နှာအယောင်ကမဲ့နေတာမျိုးပျော်ရွှင်မှုမရှိနေတာမျိုးဆိုရင်အဲ့လိုမျက်နှာအယောင်ပုံစံမျိုးကိုလျှံဆက်လို့ခေါ်တယ်တချို့ကြောင့်လည်းပြောကြတယ်你的脸色不好吗နေမျက်နှာဘာဖြစ်နေရလဲပေါ့နော်တခုခုကိုအလိုမကျဖြစ်နေတဲ့ပုံစံမျိုးဆိုရင်လျှံဆက်နဲ့တုံးတယ်အဲ့လိုမျိုးမှလည်းတုံးတယ်နောက်တစ်မျိုးဒီနောက်တစ်မျိုးဒီဆေးရုံတက်ရတဲ့အနေအထားမျိုးမှာဆိုရင်လည်းကျန်းမာရေးကောင်းမကောင်းဆိုရင်အဲ့လိုမျက်နှာမှာတခုခုဖြစ်နေတာမျိုးဆိုရင်လျှံဆက်နဲ့တုံးတယ်အဲ့လိုမှတ်ပြီနော်လျှံဆက်လျှံတဲ့လျှံ颜色的色လျှံဆက်你今天心情不好吗？你ဒီနေ့စိတ်ချနေမကောင်းဘူးလားတဲ့တယောက်ကကိုမေးတာပေါ့နော်အဲ့ဆိုဘယ်လိုပြန်ဖြေမလဲ我一点点不高兴。哎呦我一点点不高兴是吗现在那个美都呢美都心情好不好我也高兴我လည်းကောင်းပါတယ်လို့ပြောတာလားငါလည်းစိတ်ကောင်းတချို့ကြတော့လည်း我没事လို့တုံးကြရတယ်လားတချို့ကြတော့我没事ငါဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလေးတုံးကြတယ်သူရဲ့စိတ်အခြေအနေကိုမဖော်ပြခြင်းတဲ့ခါကြတော့လေစကားကိုတွဲလိုက်တာ我没事ငါဘာမှမဖြစ်ဘူးပေါ့နော်တချို့ကြတော့လည်းတကယ်ပြောမနေဘူးဆိုရင်我不开心ငါမပြောဘူးပေါ့နော်ဒါမှမဟုတ်လဲ我不高兴ငါမပြောရှင်နေဘူးပေါ့ဒါမှမဟုတ်လဲ我很难过ငါအရင်ဝမ်းနေနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတုံးပါတယ်အဲ့ဒါလေးရတင်ပူးတယ်နော် level 1လောက်မှာအခြေခံလောက်မှာတန်းသူတို့တင်ပူးတယ်နော်你今天心情不好吗你ဒီနေ့စိတ်ချနေမကောင်းဘူးလားတဲ့အဲ့လိုမေးလာခဲ့ရင်ကိုဘယ်လိုပြန်ဖြေမလဲကိုမေးတဲ့ပုံမူတည်ပြီးတော့ဖြေကြ